ဒီအကြောင်းအရာလေးကိုအရင်နှစ်တည်းကနေအရင်စောစောတွေကနေသိလို့ရှိရင်ကိုယ့်အတွက်ရောကိုယ့်အဝန်းပိုင်းအတွက်လေးရောအရင်အကျိုးရှိမယ်လို့ထင်နေပေါ့နော်ဒါပေမဲ့အဲ့ဒီစာလေးကိုကျွန်မမနေ့ညမှာသွားတွေ့ခဲ့တယ်အဲ့တော့ဒီနေ့ဒီ6လေးမှာ sharing လုပ်ပေးမယ်လို့တွေးလိုက်တယ်ပေါ့အဲ့ဒီတော့အဲ့ဒီစာလေးကဘာလဲဆိုတော့တူတူလေးပဲ no message is a message တဲ့ပြောပါပြောချင်တာလဲဆိုတော့ဘာ message မှမရှိတာကလည်းတင်တဲ့ message တစ်ခုပဲတဲ့ပြောချင်တာတချို့လူတွေကကျမတို့ live မှာလေအမြဲတမ်းတစ်ခုခုကို attach လုပ်ပြီးတော့နေတဲ့အချိန်တွေကပုံများတယ်ပေါ့နော်အခုသမီးစားတွေဆိုလို့သမီးစားတွေရှိမယ်အိမ်အောင်ရှင်တွေရှိမယ်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေရှိမယ်ပေါ့အမြဲတမ်းကျမတို့ကလေကျမတို့ရဲ့အဝန်းအဝိုင်းလေးကိုချစ်ခင်ကြရတယ်ပြီးတော့ attach လုပ်ပြီးနေကြတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကသာတစ်ဖက်သက်ချစ်ခင်နေတာလားဒါမှမဟုတ်ရင်attach ဖြစ်နေတာလားဆိုတော့ကျမတို့ပြန်ဆန်းစစ်ဖို့လိုတယ်ဘာလို့လဲဆိုတော့လေအဲ့ဒါလေ time waste ပေါ့နော်တချို့အခါတွေမှာဒီလိုမျိုး communication ကကျမပြောသလိုပဲ two way communication မဟုတ်လို့ရှိရင်လေသူကလေအရင် energy ကုန်တာတွေရှိတယ်အချိန်ကုန်တာတွေရှိတယ်ပေါ့ကျမတို့ life မှာလောက်ကြရအများကြီးရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီလိုကိုကတစ်ဖက်သက်ပဲသွားနေတယ်ကိုစီကသာ message တွေထားလိုက်ပါတော့ကိုက message တွေdaily ပို့နေတဲ့လူတယောက်စီကနေဘာ message မှမပြန်လာဘူးဆိုရင် okay အချိန်တစ်ခုရောက်တဲ့အခါမှာမဟုတ်ရင်အချိန်ကြီးအကြာကြီးမဆွဲဘဲနဲ့ကျမတို့ကသိတဲ့နေပေါ့ဒီဓာကြီးကတစ်ခုခုတော့ something wrong ပေါ့နော်မှားနေပြီဆိုတာကိုကျမတို့သိဖို့လိုတယ်ကိုယ်တိုင် realize ဖြစ်ဖို့လိုတယ်အဲ့ဒါတွေကိုလေဘာလို့လဲဆိုတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်အဲ့ဒါတွေကလေတကယ်ကို vampire လို့ပဲကိုယ့်ရဲ့ energy ဒီဒီ good mood တွေအကုန်လုံးကိုလေသူကဆွဲဆုပ်သွားမှဒီလားပြီးရင်ကိုကလေအချိန်တစ်ခုရောက်တဲ့အခါမှာမြန်လေးဒီကနေရုံထွက်နိုင်ရင်တော့မဆိုးဘူးပေါ့ဒါပေမဲ့တချို့တွေကလေနှစ်နဲ့ကိုကြာပြီးတော့ခြီကြတာနှစ်နဲ့ခြီပြီးတော့အရင်ကြာကြတယ်ပေါ့နော်ဘယ်လိုလဲဆိုရင်နှစ်လောက်ထိကိုဒီကနေရုံမထွက်နိုင်ဘူး3နှစ်5နှစ်လောက်ထိကိုရုံမထွက်နိုင်ဘူးဆိုဒါကို live နဲ့သူများ live နဲ့လေ face တစ်ခုလောက်ကလုံးဝကိုကွာသွားပြီအချိန်တွေကအရင်ကွာသွားပြီပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ကျမတို့ကဒီ accept ဖြစ်ဖို့လိုတယ်တကယ်ပဲ one way ဖြစ်နေတာလား two way မဖြစ်နိုင်တော့ဘူးလား two way ဖြစ်ဖို့ရောရှိလားပေါ့နော်ကျမတို့ဒီလိုမျိုး relationship တွေကနေရုံထွက်ဖို့လိုတယ်ကိုယ့်အတွက်ကိုအချိန်ပြန်ပေးဖို့လိုတယ်အဲ့လိုဆိုကိုကလေကိုယ့်အတွက်ကို base ပြန်လုပ်ရမယ့်အချိန်ကြီးယူရမှာရှိအောင်လူတယောက်ကလေ base ပြန်လုပ်ဖို့ကလေအချိန်အရင်ကြာတယ်ဒီလားပြီးတော့လေ